ဟဲ့အောင်တို့ဘာလို့လုံးနဲ့ကြံရောက်တော့မယ်ကွာမင်းဒီနေ့ကြံမှာဘာလုပ်မယ်လို့စိတ်ကူးထားလဲ ငါတို့ကြံကြမြို့သွားကြမလားလို့လေကွာ အေးသွားကြမယ်လေကွာ ငါတို့နေ့တိုင်းရောင်မာကြီးပဲနေရတယ်ပြင်းကြကောင်းလာပြီဆိုတော့ငါတို့မြို့သွားပြီးတော့ပြောကြပါကြမယ်လေ အေးသွားကြမယ်အားရအောင်ဒါနဲ့မြင့်သူတရားကိုမသိမိပါလား ဒီကောင်ကဒီကောင်တယောက်ဘာလို့တိရှုပ်နေလဲမသိဘူးငါတို့ဒီကောင်ကိုသွားချကြမယ်လေ အေးကွာ သွားကြမယ်ကွာ အေးမြင့်သူမြင့်သူ ဟာဒီကောင်ရှိရောရှိလား ဒါတွေလည်းပိတ်ထားတယ်နောက်တစ်ဖေးတွေရောဟာနောက်ဖေးမှလည်းမရှိဘူးက ဒီရဲလည်းမရှိဘူးကွာကောင်ဘယ်သွားလဲမသိဘူးကွာ ဒီကောင်ရာခင်းနဲ့သွားတာထင်တယ်ကြောင်ပူလိုက် ရှောက်သွားနေရလဲမသိဘူးဒီကောင်အိမ်ထဲမှာလည်းမရှိဘူးဆိုတော့ငါတို့ဒီကောင်ကိုရာတော်ထဲမှာသွားချရအောင်ကွာ အေးအဲ့ဆိုငါတို့ခဏနာပြီးရာတော်ထဲသွားရှာအောင်ကွာ โอเค ဟဲ့မြင့်သူမင်းဒီမှာဘာတိုင်းလုပ်နေရလဲကွာငါတို့မင်းကိုလိုက်ရှာနေတာငါတို့၃ယောက်ဒီနေ့မြို့ပေါ်တက်ပြီးတော့ကြံမှာအတူတူလဲဖို့အတွက်ပလန်နေဆွဲနေတာကွာ ဘာပလန်နေရောကွာ ငါတို့ကောင်နေနှစ်တိုင်းရောင်မာကြီးပဲကဲနေရပြင်းကြကောင်းနေဆိုတော့မြို့တက်ကြမလားလို့လေ တော်ရီကွာငါမလိုက်တော့လက်ထဲမှာလည်းပတ်စံမရှိအောင်လိုက်ရှင်ဘူးကွာ ဟာမင်းကပတ်စံမရှိဘူးဆိုတော့ပြီးခဲ့လာသိမ့်ထားတဲ့ကလယ်ဘဲတွေထုတ်ရောင်းလိုက်လေကွာ ထွက်တော့မကောင်းတော့ကြောက်ကလပဲကလည်းဈေးသိမ့်များပါဘူးကွာ ပြီးခဲ့တဲ့ရာသီကငါးပါးကြီးတုံးထားတယ်ဇာမီမျိုးသားကတော့ထွက်နှုံတော်တော်ကောင်းတယ်လို့ပြောရဲကွာမင်းနောက်ဟွာကြာမင်းစမ်းတုံးကြည့်ပါလား အေးနောက်ရသေးကြမင်းပြောတဲ့စာမဏေမျိုးတော့ဆန်းတော့ညင်မယ်လေဒါပေမဲ့ခုတော့မင်းတို့လိုက်ဖို့တော့ငါ့ကိုပတ်စံရှိကြအောင် ဟာငါမင်းကိုချီတော့ချီချင်ပါလေကွာမင်းကိုချီဖို့ကငါမှလည်းပတ်စံအပူမရှိဘူးအဲ့ဆိုဒီလိုလုပ်ကွာတို့ဒီနေ့ကြံတော့ထားလိုက်တော့မြို့မတက်တော့ဘူးတို့ရွာမှာရှိတဲ့လုံမလေးတွေနဲ့ပဲဒီနေ့ကြံကိုအတူတူပျော်ကြမယ်ကွာ ကောင်းတယ်အဲ့လိုအဲ့စီစဉ်ကောင်းလို့ပဲ